ကျွန်တော်ရင်းနှစ်ကြည်တန်းတော့ကလေ့ကျင့်ခန်းတွေလုပ်စာအုပ်တွေဖတ်ပြီးတော့လုပ်ချင်တဲ့ YouTube ဗီဒီယိုတွေလုပ်နေတာတော့မှဆောင်းဝဲကြီးမှလည်းအေးရခဲ့ပါတယ်မြို့နယ်လူကြီးကျွန်းလည်းနှစ်ခါရခဲ့ပါတယ်အကောင်းဆုံးကတော့ကျွန်တော်ကအဲ့လောက်တောင်စာလုပ်တဲ့ကောင်မဟုတ်ပါဘူးဒါပေမဲ့စာလုပ်မယ်ဆိုရင်တော့သူများထက်နှစ်ဆမြန်ပါတယ်ဒီဗီဒီယိုမှာတော့စာလုပ်တာကိုနှစ်ဆမြန်စေမဲ့အချက်၃ချက်ကိုပြပြပေးသွားမှာပါနံပါတ်၁ကတော့ဘယ်သူမှမကြောက်ဘူးတဲ့အရာတစ်ခုပါစာမကြက်ခင်ဘာမှမစားပါနဲ့ fasting လို့ခေါ်ပါတယ်ဒါ brother လည်းကြောက်ဘူးမှာပေါ့ကျွန်တော်လူကြီးတွေပြောတယ်လေထမင်းစိတ်တက်တယ်ဆိုတဲ့ဟာကတကယ်ပါမင်းမတော့မဟုတ်ပါဘူးအစားစာမှန်တယ်များကအစိတ်တက်စေပါတယ်စိတ်တက်စေရဆိုလို့သေသွားတာတော့မဟုတ်ဘူးနော်စာကျက်တဲ့နေရာမှာနည်းနည်းနှောင့်နှေးစေပါတယ်ဘာလို့လဲဆိုရင်ဒါသိပ္ပံပညာရပြောတာပါကျွန်တော်တို့စားလိုက်တဲ့အစားအစာတွေကိုဒီခန္ဓာကိုယ်ကနေပြီးတော့ပြန်ပြီးခြေဖြတ်တဲ့အခါမှာစွမ်းရည်တွေအများကြီးသုံးရပါတယ်တဲ့ပြောမယ်ဆိုရင်တော့digesting လုပ်ရတဲ့ဒီဖြစ်စဉ်ပေါ့နော်အစာတွေကိုခြေဖြတ်ရတဲ့ဖြစ်စဉ်ကခန္ဓာကိုယ်အတွက်အရင်ပင်ပန်းပါတယ်အဲ့အချိန်မှာကျွန်တော်တို့ကစာလုံးမဲ့ဘာညာဆိုရင်စာတွေကိုအာရုံမဆိုင်နိုင်ဘူးခန္ဓာကိုယ်ကဒီယာယုပဲခြေဖြတ်နေရတယ်အဲ့ကြရင်ဒီမှာလူကအိတ်ချင်တာတို့နှုံးနေတာတို့စာကြက်ကကြက်နေအဲ့နာကြီးပြန်ဖတ်နေတာတို့တွေဖြစ်တတ်ပါတယ်ဆိုတော့ကျွန်တော်လုပ်တဲ့နေ့ကတော့ဘာမှမစားဘဲနဲ့ကျွန်တော်စာလုပ်တာပါကျွန်တော်မနေ့မုန်းလင်းလာတယ်9နိုင်လောက်ဆိုရင်ကျွန်တော်ထားတယ်ပေါ့နော်9ခွဲလောက်ကနေစပြီးတော့ကျွန်တော်9နိုင်လောက်ထိကိုဘာရဲလုံးမှမစားထားဘူးဘာမှမစားဘဲနဲ့ရေတော့တောက်တာပေါ့နော်အဲ့ဒါပဲရေပဲတောက်ပြီးတော့ကျွန်တော်စာလုပ်ပါတယ်စာလုပ်ပြီးသွားပြီဆိုတော့မှကျွန်တော်သမင်းတို့ဘာလို့စားပါတယ်ဆိုတော့ဘာမှမစားဘူးဆိုလို့ငတ်ပြီးသေသွားမယ်ဆိုတဲ့ဟာမျိုးတော့မဟုတ်ပါဘူးလူဆိုတော့လည်းသမင်းစားရမှာပေါ့မစားရင်လည်းသေသွားမှာပေါ့ဒီနည်းကိုမယုံဘူးဆိုရင်စမ်းကြည့်ပါမနေ့ကကောက်ထပြီးသွားရင်ကျွန်တော်စာပိုက်တစ်ပိုက်ရှိတယ်ဆိုပါစို့စာပိုက်တစ်ပိုက်ကိုကြက်လိုက်ပါကြက်ပြီးသွားပြီဆိုရင်ကျွန်တော်သမင်းတွေပိုက်ကောက်စားလိုက်စားပြီးသွားတဲ့ခါကျရင်နောက်စာပိုက်တစ်ပိုက်ကိုကြက်ကြည့်ပါမတူတာကိုသွားတွေ့ရပါလိမ့်မယ်အဲ့ချိန်မှာအဲ့စာပိုက်ကိုပဲပြန်ပြီးတော့ပြန်ဖတ်နေတာတော့ငါဒီနေ့တေဖတ်ပြီးသားပဲဒါပေမဲ့ပြန်ဖတ်နေရတာတော့ဒါဖြစ်တတ်ပါတယ်ဒါအထူးသဖြင့်ထမင်းလိုမျိုးဂစီဓာတ်ပါတဲ့ကာဘိုဟိုက်ဒရိတ်တွေမှာပိုဆိုးပါတယ်အသားတို့ငါတို့ကဖြစ်တော့ဖြစ်တယ်ဒါပေမဲ့ထမင်းတို့ပေါင်မုတ်တို့လောက်တော့မဆိုးပါဘူးဒီနေရာမှာကျွန်တော် brother တယောက်မေးဘူးပါတယ်brother တဲ့အဲ့ဒါဆိုရင်ကျွန်တော်အစာအိမ်နေပါလိဖြစ်ရောဘယ်လိုလုပ်မလဲတဲ့သူကအဲ့လိုမျိုးဘယ်လိုခေါ်မလို့အစာမစားဘူးဆိုရင်ဒီအားရင်မရှိမှာတို့ဘာလို့ကြောက်တာပေါ့နော်အဲ့ဒါတော့ကျွန်တော်ပြောချင်တာကလေကျွန်တော်ပြောတဲ့ဟာလည်းလုံးဝမစားဘူးဆိုတဲ့ဟာမျိုးမဟုတ်ပါဘူးဒါပေမဲ့မနက်ခင်းလေးပေါ့နော်အဓိကမနက်ခင်းလေးကိုကျွန်တော်ဘာမှမစားဘဲနဲ့စာလေးအရင်ဆုံးလုပ်ကြည့်ပါလို့တိုက်တွန်းတာပါအဲ့လိုလုပ်မယ်ဆိုရင်စိတ်ချပါအစာရင်လည်းမဖြစ်ပါဘူးကျွန်တော်လည်းငကိုတော့ကြောက်ဘူးပါတယ်ကျွန်တော်အမေတွေဆိုလည်းကျွန်တော်အရင် give side တယ်ပေါ့နော် give side တော့အနေဘာလို့မစားတာလဲမစားဘူးဆိုရင်စာရင်ဖြစ်မယ်ပါညာပေါ့နော်အဲ့လိုပြောတာပဲဒါပေမဲ့လည်းအဲ့လောက်ကြီးလည်းမဟုတ်ပါဘူးကျွန်တော်တို့ဘယ်လိုခေါ်မလဲစားနေကြလူဆိုရင်တော့ဗျာဒီနေ့မှကောက်ပြီးတော့မစားတော့ဘူးဆိုရင်နည်းနည်းလေးတော့ပိုက်စားမှာပေါ့ဒါပေမဲ့ဟိုလိုကြီးဒီမှာအဆိုင်ဖြစ်မဲ့ဟာမျိုးမဟုတ်ပါဘူးပိုက်စားတယ်ဆိုတာတက်ပြောတော့ဒါဟိုးရှိခေတ်ကလူတွေဆိုတဲ့ခံစားလာတာပဲဘာမှမဖြစ်ဘူးစဉ်းစားကြည့်ပေါ့ကျွန်တော်တို့ဒီကြောက်ခေတ်ကလူတွေဆိုရင်သူတို့ဆိုတနေ့လုံးလောက်မစားရတာရှိပြီးတော့မှဒီမှာအမဲလိုက်ပြီးတော့စားရတာရှိစိတ်မပူပါနဲ့မနက်မိုးလင်းလို့2နာရီလောက်မစားဘဲနဲ့စားလောက်တာလောက်နဲ့အစာရင်မဖြစ်ပါဘူးစိတ်မပူပါနဲ့ဒီနေ့မှာတစ်ခုပြောချင်တာကလေကော်ဖီတောက်လို့ရလားပေါ့မနက်မိုးလင်းလိုက်ရင်ကော်ဖီတောက်လို့ရလားဆိုရင်မိနစ်90တော့အနည်းဆုံးစောင့်ရပါမယ်ဒါကသိပ္ပံပညာရှင်တကယ်ပြောထားတာပါကျွန်တော်ကမိနစ်90မစောက်ဘဲနဲ့အစောကြီးပေါ့နော်ကောက်မိုးလင်းတာနဲ့ကော်ဖီကောက်တောက်မယ်ဆိုရင်အစားအုပ်တော့ဗျာမိုးလင်းတော့ကျွန်တော်လန်းဆန်းသွားတယ်တော့လေဝတ်တက်သွားတယ်ဒါပေမဲ့လေဝတ်တက်ပြီးသွားရင်ကျွန်တော်တို့12နိုင်လောက်လဲရောက်ရောကျွန်တော်အောက်ကိုပြန်ဆင်းသွားအကြိုင်လူကအားမရှိတော့ဘူးအကြိုင်လူကအလုံးကနှုံးခွေသွားတာတော့ဖြစ်တတ်ပါတယ်ဒါကော်ဖီအမြဲတမ်းတောက်တဲ့လူတွေဆိုရင်ဒါကြုံတွေ့ဘူးပါလိမ့်မယ်ကျွန်တော်လည်းကော်ဖီတော့တောက်ပါတယ်ဒီရက်ပိုင်းပေါ့နော်အထူးသဖြင့်ဒီတစ်ပတ်ပိုင်းမှာကျွန်တော်ကော်ဖီတွေတော်တော်တောက်ပါတယ်၄နိုင်နီးပါးတောက်တယ်တနေ့တစ်ခွက်လောက်ပါပဲအများကြီးတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်အနည်းဆုံးဘယ်လောက်တောက်လဲဆိုရင်ကျွန်တော်ထားပါတော့ကျွန်တော်က9နိုင်လောက်ထားတာဆိုတော့9နိုင်လောက်ပေါ့9နိုင်လောက်ကနေစပြီးတော့ကျွန်တော်ကော်ဖီတောက်လိုက်တယ်ပြီးရတဲ့အခါကျကျွန်တော်ချင်းနေပါရေးသွားပြီးတော့စသဖြင့်ပေါ့နော်ကျွန်တော်လုပ်တယ်ပေါ့ဆိုတော့ဟုတ်ပြီဒီနည်းလေးကိုစမ်းကြည့်စေချင်ပါတယ်စားမစားမိနဲ့စားပြီးကိုစားချက်တာဘယ်လိုမျိုးကွာသွားတယ်ဆိုတာကိုစမ်းကြည့်ပါအကြရင်တွေ့သွားပါလိမ့်မယ်ဆိုတော့ဟုတ်ပြီနောက်တစ်ခုကကြတော့ဒါလည်းတော်တော်ဆန်းပါသေးတယ်ဆက်ပြီးနားထောင်ပါအောင် Einstein moonwalk technique လို့ပေးထားပါတယ်ဘာလို့ကျွန်တော်အဲ့လိုပေးရလဲဆိုရင် SRO ရှိလို့ပါကျွန်တော်ပြောမှန်လားတော့မသိဘူး Einstein moonwalk လို့ပြောထားတယ်သူလည်းအဲ့မှာကျွန်တော်မှတ်မိသလားပေါ့နော်ဒီနေ့ကဘယ်နေရာမှာသုံးရမှာလဲဆိုရင်ကျွန်တော်စာချက်တဲ့နေရာမှာသုံးရမှာပါတကယ်ကျွန်တော်အခုတားပါတော့ဗျာကျွန်တော်မနေ့မိုးလင်းဘာမှမစားဘဲနဲ့စာချက်ပြီပေါ့စာချက်ရင်ဘယ်လိုကြက်ရမလဲဆိုတဲ့နီးပါသူတစ်ပြင်ဒါကြက်စာတွေမှာသုံးဝင်ပါတယ်သက်စာတက်ကတော့ကျွန်တော်နောက်ဗီဒီယိုတွေမှာပြပါမယ်အခုကတော့အငယ်တန်းလေးမှာဆိုရင်တမိုင်းပထဝီဒိတ်ပံကျက်စာမှန်တမျှကျက်လို့ရပါတယ် chemistry တို့ဘာလို့ဆိုလဲကျက်လို့ရတယ်ကျွန်တော်အထက်တန်းမှာဆိုရင်bio တို့ဘာလို့ပေါ့နော်အကုန်ကျွန်တော်အဲ့နီးနဲ့ကျက်တာပါ Einstein tactic လို့ပဲပြောကြပါစို့ Einstein ရဲ့နီးရကြတော့ဒီအကြောင်းအရာတွေကိုဆက်ပြီးတော့မှတ်တာပါဒီလိုဆက်ပြီးမှတ်တဲ့နေရာမှာလဲပောက်ကရနီးနဲ့မှတ်တာပါဒါကိုကျွန်တော်ဒါမြန်မာပြည်ကစာအုပ်တုံးမှာလဲကျွန်တော်တွေ့ဘူးတယ်ပေါ့နော်ဒီစာအုပ်ပေါ့ဆရာဖေမင်းရဲ့စိတ်တတိစွမ်းအားများဆိုတဲ့စာအုပ်ထဲမှာကျွန်တော်တွေ့ဘူးတာပါဒီနီးတွေကတော်တော်ဆန်းပါတယ်ဒီတဲ့ဆန်းချင်းတဲ့နီးတွေတီးကျင်နေဆိုရင်ကျွန်တော်ရဲ့ program လေးကိုဝယ်လိုက်ပါရောလုံးစာရေးရွက်လုပ်တယ်စာကြိုးဖြစ်မနေပဲနဲ့လေ့ကျင့်ခန်းလုပ်တာတို့စာအုပ်ဖတ်တာတို့တရားထိုင်တာတို့စတဲ့ဗတ်စုံတော်တဲ့လူဖြစ်ချင်ပါသလားစ
စာလုံးမယ်ဆိုရင်လည်းသူများတဲ့နှစ်ဆမြန်တဲ့နီးတွေတဲ့ပြောရမယ်ဆိုရင်တော့သူများ4နိုင်လုံးမယ်ဆိုရင်ကိုက2နိုင်လောက်ပဲစာလုံးရတာမျိုးပေါ့ဒါမျိုးတွေကိုသိကျင်ပါလားအဲ့ဒါဆိုရင်ကျွန်တော်ရဲ့ program လေးကိုတစ်ချက်လောက် check ကြည့်ပါအောက်က description ထဲမှာထည့်ပေးထားပါတယ်တရားဆိုဟုတ်ပြီတူစလိုက်မယ်နော်ဒါကိုတကယ်အလုံးဖြစ်ဆိုတာကိုကျွန်တော်တစ်ခါတည်းကြည့်သွားမယ်ပောက်ရဲ့နီးနဲ့မှတ်တယ်ဆိုတာကြတော့ဘယ်လိုလဲဆိုရင်ကျွန်တော်ပြပါမယ်အခုဒါကတော့စကား12လုံးရှိပါတယ်စာအုပ်ပန်းပွင့်စီးကတဲ့မျက်မှန်ဖနက်တရေတစ်တာမော်တော်ကားဇဝဲနေနာကြီးကောက်တီးရိုက်တံဖောင်တိန်ပေးတံလှေဆိုတဲ့စကား12လုံးရှိပါတယ်အဲစကား12လုံးကိုအခုပြန်ရွတ်မယ်ဆိုရင်ဒါအလို့ရွတ်နိုင်လားမရွတ်နိုင်ပါဘူးကျွန်တော်လည်းမရွတ်နိုင်ဘူးဘယ်လိုရွတ်နိုင်ပါလဲဒါပေမဲ့ကျွန်တော်တို့သုံးမဲ့နီးနဲ့ဆိုရင်တော့ရပါတယ်အဲ့ဒါကပောက်ကိရနီးနဲ့ဆက်လိုက်တာပါအခုထားပါတော့ကျွန်တော်ပထမဦးဆုံးမှာစာအုပ်ရှိတယ်နောက်တစ်ခုကကျတော့ပန်းပွင့်ရှိတယ်ဆိုတော့စာအုပ်နဲ့ပန်းပွင့်ကိုကျွန်တော်တို့ဆက်ကြည့်ပါမယ်အခု brother မျက်လုံးလေးကိုမှိတ်ကြည့်လိုက်ပါပန်းညံတဲ့ကပန်းတွေမှာစာအုပ်တွေကပွင့်နေတယ်ပန်းညံထဲမှာပန်းတွေရှိတယ်ဒါပေမဲ့ပန်းတွေမပွင့်နေဘူးစာအုပ်တွေပွင့်နေတယ်အဲ့လိုမှတ်လိုက်မယ်နော်ဆိုတော့ပန်းပွင့်ရိုးတယ်မှာအဲ့လိုစာအုပ်တွေပွင့်နေရပါတော့စာအုပ်တုံးကပွင့်နေတယ်ဟုတ်ပြီဒုတိယကျတော့ပန်းပွင့်နဲ့ secret လူတစ်ယောက်ကပန်းပွင့်ကြီးကို secret လိုမျိုးနှုတ်ခမ်းမှာညှက်ပြီးတော့နီးနီးတောက်နေတယ်ကျွန်တော်မြင်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့အမှမြင်ရတယ်ပန်းပွင့်ကြီးကိုသူကနေပြီး secret လိုပါလိုနဲ့ကောက်ပြီးတော့ who share ဆို share လုပ်နေတယ်တတိယတစ်ခုကကျတော့ secret နဲ့မျက်မှန်ချိတ်တဲ့ဒီနေရွက်နှစ်ဖက်မှာ secret တစ်ဖက်ကိုတလိမ့်ညှက်ပြီးတော့မျက်မှန်ချိတ်တယ်လိုမျိုးလေးချိတ်ထားလိုက်မယ်။ဘာနဲ့တူလဲဆိုရင်များတယ်မှာနဲ့ gangster လိုပါလို့နဲ့မျက်မှန်ကိုsecret ကိုမျက်မှန်လိုမျိုးချိတ်ထားဒီလိုကြီးနောက်တစ်ခုကကျတော့မျက်မှန်နဲ့ဖက်နဲ့မျက်မှန်ကိုခြေမျက်စိမှာတက်ပြီးတော့တန်နှင်းမိတဲ့အတွက်ကြောင့်ကွဲသွားတယ်။အမှခြေထောက်နှစ်ဖက်လုံးရှသွားပြီးတော့ပတ်တီးတွေကြီးစီးထားရမယ်။ဖက်နက်ကမစီးရဘူး။ပြောချင်တာကဘယ်လိုခေါ်မလဲ။မျက်မှန်ကိုကျွန်တော်တို့ကဦးကြောင်ကြောင်နဲ့ခြေမျက်စိမှာတက်တယ်။ပလင်းခွဲတွေရှိတဲ့အခါကောက်တက်နေတယ်။တန်နှင်းပြီးတော့ရှသွားတယ်။ဘာလို့ရှသွားလဲဆိုရင်ဖက်နက်မရှိလို့ဟုတ်ပြီနော်။အဲ့လိုမျိုးလေးမြင်အောင်ကြည့်ပါ။နောက်တစ်ခုကကျတော့ဖနက်နဲ့တရေတစ်တာအဲ့ဖနက်ကစီးလို့မရတဲ့အတွက်ကြောင့်ဖနက်ကိုတရေတစ်တာနဲ့ထည့်ပြီးတော့ဒီဖနက်ကတူ့ဟာတူတလန်းချင်းလမ်းမပေါ်ထွက်ပြေးသွားတယ်ဒါနဲ့တော့ကြောင်ပါလိမ့်မယ်ဒါပေမဲ့အဲ့လိုမြင်ကြည့်ပါအကောင်တရေတစ်တာနဲ့ထည့်တယ်ပြီးသွားတဲ့ခါကျတော့အမှတရေတစ်တာကြီးပဲလိုက်ပြေးတာပေါ့နော်အဲ့တရေတစ်တာနဲ့မော်တော်ကားအဲ့ထွက်ပြေးတဲ့ဒီတရေတစ်တာပေါ့နော်အဲ့ထွက်ပြေးတဲ့တရေတစ်တာကိုအကောင်ကလမ်းဖြတ်ကူးတယ်လမ်းဖြတ်ကူးနေဘာဖြစ်သွားလဲဆိုရင်မော်တော်ကားအောက်ထဲရောက်သွားအသွားရောအဲ့လိုမျိုးလေးတွေ့ကြည့်မယ်ပြီးတော့မော်တော်ကားနဲ့စပွဲနေနိုင်အဲ့လိုတက်နေတဲ့အခါမှာတစ်တာတဲကနေပြီးတော့နိုင်နိုးဆက်ကထွက်လာနိုင်နိုးဆက်ဘာပြအောင်မလေးပြတယ်ကျွန်တော်ကားနေမှာပြီးတဲ့သေးပါပြီပြတယ်အဲ့လိုမျိုးပြောတယ်ဆိုတော့နောက်တစ်ခါကျတော့စပွဲနေနိုင်နဲ့ကောက်တီးရိုက်တယ်နိုင်ကနေပြီးអော်တဲ့အခါမှာကားသမားကိုရိုက်ဖို့ဆိုပြီးတော့ကောက်တီးရိုက်တယ်ကနေပြီးတော့လိုက်ပြေးလိုက်တယ်ခွင့်အောင်လည်းမင်းဘာလို့တာလဲလူမျိုးလိုက်ပြီးတော့မင်းကားနဲ့တိုက်လိုက်တက်နေတာမင်းတော်တော်များနေပြီဆိုတော့ကောက်ရိုက်တန်ကြီးကတို့လူရှောက်ပြီးတော့အောက်ကောင်ကားကိုရိုက်မလို့အလုံးနောက်တစ်ခါကျတော့ကောက်တီးရိုက်တန်နဲ့ဖောင်တိန်တော့ကားသမားရှိရောက်သွားတဲ့အခါမှာကောက်တန်ကြီးကိုမြင်တဲ့အခါကျတော့ကားသမားပြောဟာတဲ့ဒီလိုတန်တုပ်ကြီးနဲ့တော့ကျွန်တော်မရိုက်ပါနဲ့ဗျာတဲ့ဒါလေးနဲ့ပဲရိုက်ပါဆိုပြီးသူကဖောင်တိန်လေးကိုပေးလိုက်တယ်သူကကျတော့ဖောင်တိန်နဲ့ပေးတယ်အဲ့မှာကောက်သမားကနေပြန်ပြောတယ်ဟာဗျာတဲ့ဖောင်တိန်နဲ့ဘာလို့ရိုက်ရမှာလဲဗျာတဲ့ခင်ဗျားကိုပေးတယ်နဲ့ရိုက်မှာပေါ့တဲ့ဆိုပြီးပြောတယ်နောက်တစ်ခါကျတော့ပေးတယ်နဲ့လှေအဲ့ပေးတယ်ကကျတော့တဖြည်းဖြည်းနဲ့ပြန်မှနည်းနည်းတရုတ်ကားလို့ကြည်ဦးတယ်မလားဘယ်ထဲရောက်သွားဆိုလှေထဲရောက်သွားလှေထဲရောက်ပြီးတော့အဲ့လှေကိုပေးတယ်နဲ့လှော်နေဆိုတော့ဒီအထိကျွန်တော်တို့ဒီဆက်ပြီးတွေးပြီးသွားပြီဆိုရင်ကိုဘယ်လောက်မှတ်မိလဲဆိုတာလေးကိုတစ်ချက်လောက်ပြန်စဉ်းစားကြည့်ပါ။ကျွန်တော်လည်းစဉ်းစားကြည့်မယ်။ကျွန်တော်အလုံးဝ12လုံးရှိရပါတော့။ပထမဆုံးဘာလုပ်လဲဆိုရင်ကျွန်တော်စာအုပ်ကဒါကျွန်တော်အခုကြက်ထားတာမဟုတ်ဘူးနော်။လွတ်ကြက်ထားမှာမဟုတ်တော့ကျွန်တော်ပြောကြည့်မယ်။စာအုပ်ကကျွန်တော်တို့ပန်းပွင့်ဟုတ်တယ်နော်။စာအုပ်နဲ့ပန်းနဲ့တူဟုတ်တယ်။စာအုပ်နဲ့ပန်းပွင့်ပန်းကြံကြီးထဲမှာစာအုပ်ကပွင့်နေတယ်။ပန်းရိုးတံတစ်ခုမှာပန်းပွင့်အစားစာအုပ်ပွင့်နေတယ်။အဲ့ပန်းပွင့်ရိုးကြတော့ဘာလို့လဲဆိုလူတယောက်ကနေပြီးတော့ရှူရှဲဆိုပြီးတော့ဟိုစီကက်လိုမျိုးကောက်ရှူတယ်အဲစီကက်ကနေဘာဖြစ်သွားလဲဆိုရင်စီကက်ကိုကြောင်တောင်နဲ့တကောင်မျက်မှန်လို့သွားလုပ်တယ်မျက်မှန်ပြီးသွားတဲ့ခါကျရင်ဒါမကြက်ထားဘူးတော့ကျွန်တော်မှန်လားမသိမကြက်ထားဘူးလားကိုယ့်အကူရှောက်ပြောနေမျက်မှန်လုပ်တယ်မျက်မှန်လုပ်ပြီးတော့မျက်မှန်ဘာဖြစ်လဲဆိုရင်မျက်မှန်ကိုခြေမျက်စိမှာတိုက်တယ်ခြေမျက်စိကိုတိုက်ပြီးရှောက်တယ်ပြီးတော့မှန်ကြီးကိုတွေ့မှန်ကွဲသွားတာဟုတ်တယ်နော်မှန်ကွဲသွားတယ်မှန်လားမသိဟုတ်တယ်မှန်ကွဲသွားတယ်တဲ့ခါကျမှန်အောင်တက်နေတယ်ဘာလို့တက်နေတာဆိုတက်နေတော့မှရှာပါဗျာရှာဘာလို့ရှာလဲဆိုရင်ကျတော့ဖက်နှက်မပါဘူးဟုတ်ပြီအဲဖက်နှက်ကကျတော့ဘာဖြစ်လဲဆိုတော့နောက်ကျတော့ဒီကောင်တရေတစ်တာတွေကိုတရေတစ်တာနဲ့ဟုတ်တယ်တရေတစ်တာတွေကိုထွက်ပြေးသွားတယ်အဲထွက်ပြေးတရေတစ်တာနဲ့ထွက်ပြေးပြီးတဲ့ခါကျတော့အမှတရေတစ်တာကြီးကလည်းထွက်ပြေးတယ်နေမှာဖြစ်ရဆိုကားတိုက်တယ်မော်တော်ကားတိုက်တယ်မော်တော်ကားတိုက်တဲ့ခါကျမော်တော်ကားအောက်ထပ်ရောက်သွားတဲ့ခါမှာတရေတစ်တာတွေကနှိုးဆက်ဆိုတဲ့တကောင်ရှိတယ်အဲကောင်နဲ့ထားပြီးဟာလေခင်ဗျားလေကျွန်တော်တနေမိပါပြီဗျာကျွန်တော်သေးပါပြီဗျာပေါ့အဲ့လိုပြောတယ်ပြောပြတဲ့ခါကျတော့ဘာဖြစ်သွားလဲတရေတစ်တာတွေရောက်သွားပြီဆိုရင်နှိုးဆက်ပြောတာကိုကြားလို့ဆိုပြီးတော့အမှဝါရပြီကောက်တန်တဲ့ကောင်ရောက်လာပြီကောက်တန်တဲ့ကောင်ရောက်လာပြီဆိုပြီးတော့ကားတော့ရိုက်မယ်လို့တယ်အမှကားသမားတွေဟာလေခင်ဗျားလေကျွန်တော်အဲ့လိုမရိုက်မှန်းနေပြရတယ်ကျွန်တော်ဖောင်တိန်လေးနဲ့ပဲကျွန်တော်ရိုက်ပါလို့ပြောတယ်အဲ့မှာဟိုကောင်နဲ့လဲတယ်မင်းဖောင်တိန်နဲ့ဘာလို့ရိုက်ရမှာလဲပေတန်နဲ့ရိုက်မယ်အမပေတန်ကြီးကနေပြီးလှေထဲရောက်သွားတယ်ဟူးဆိုတီကိုကရောက်သွားပေတန်ကလှေထဲရောက်ပြီးလှေကိုလော့တယ်ဟာနော်ကျွန်တော်မှန်လားတော့မသိဘူးကိုယ့်ကိုယ်တော့ဟုတ်နေအပြင်ယူမယ်စာအုပ်ပန်းပွင့်စီးကတဲ့မျက်မှန်ဖက်နဲ့တရေတစ်တာမော်တော်ကစပွဲနေနိုင်ကောက်တီးရိုက်တယ်ဖောင်တိန်ပြန်လှေโอเคဒါကျွန်တော်မကြက်ထားဘူးနော်ကျွန်တော်ဟိုးအရင်နှစ်ကတော့လုံဘူးတာပေါ့ဗျာဒါပေမဲ့
အခုကတော့မမှတ်မိတော့ဘူးပေါ့ဆိုတော့အဲ့ဒါပါနည်းနည်းဦးကြောင်တော့နိုင်နေတင်ရပါတယ်ဒါပေမဲ့ဒီကောင်ကြီးကတော်တော်ကြမ်းပါတယ်ကျွန်တော်ဆိုရင်ဒီဟာမျိုးနီးနဲ့တုံးပြီးတော့တမိုင်းနေဆိုရင်လည်းကြက်တယ်ပထဝီဆိုလည်းကြက်တယ်တက်ပြောရင်အကုန်လုံးအဲ့လိုမျိုးကြက်ပါတယ်တင်ချာတောင်မှအဲ့လိုမျိုးတစ်ခါမှတ်ပါတယ်နည်းနည်းလေးတော့ဘယ်လိုခေါ်မလဲ creative thinking ပေါ့နော်အဲ့ဒါကတော့ကိုယ့်ဘက်ကနည်းနည်းလိုတာပေါ့နည်းနည်းတွေးတတ်ဖို့လိုတယ်ဟာတာလေးနှောတတ်ဖို့လိုပါတယ်ဟုတ်ပြီနံပါတ်3ကကြတော့do the 80-20 rule ပါ 80-20 rule ဆိုတာကြတော့တချို့လဲကြားဘူးရင်ကြားဘူးလိမ့်မယ်ဒါပေမဲ့ကျွန်တော်ပြောတာတခုရှိပါတယ်ဒါ brother တို့ကြားဘူးနေကြ 80-20 မဟုတ်ပါဘူးမကြားဘူးတဲ့လူတွေအတွက်ဆိုရင်လဲ80-20ဆိုတာကကျွန်တော်တို့ရဲ့20%တော့လုပ်ရက်တွေက80%တော့အကျိုးတွေကိုဖြစ်စေတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့80%တော့ဒီလုပ်ရက်တွေက20%တော့ဒီရလက်တွေကိုပဲဖြစ်စေတယ်ဆိုတော့ဗျာအဲ့တော့ကျွန်တော်တို့ဘာအောင်ရွေးမလဲပေါ့20%ပဲလှုပ်ပြီး80%ရမယ်အမြင်များတဲ့ဟာကိုပဲလောက်ရမှာပေါ့လေဆိုတော့ဟုတ်ပြီဒါကိုစာကြည့်တဲ့နေရာမှာဆိုရင်လည်း80-20ကိုသုံးခဲ့ရပါတယ်စာကြည့်တဲ့နေရာမှာဆိုလည်းတကယ်အရေးကြီးတယ်နည်းနည်းလေးလုံယုံနဲ့အများကြီးရမယ့်ဟာမျိုးတွေရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်ကြတော့မြန်မာပြည်မှာဆိုရင်ပေါ့နော်အဲ့ဒါကစာကြက်တယ်စာတွက်တယ်ပြီးရရင်ဆရာမပြောတဲ့အခါမှာတေချာနားထောင်ပြီးတော့လိုက်မေးတယ်ပေါ့ဒါလေးကကြားတော့ကြားခြင်းမှာတော့မဟုတ်ပါဘူးဒါပေမဲ့လည်းတကယ်အမှန်တရားဆိုတော့ပြောရမှာပါပဲအရင်တော့ပြောကြမကောင်းဘူးဗျာဒါပေမဲ့လည်းအောင်းတွေကတကယ်ကို effective ဖြစ်ပါတယ်မနေ့မိုးလင်းလာပြီဆိုရင်တခြားပစ္စည်းညက်တောက်လေးတွေဖြစ်တဲ့highlight တွေရှောက်တာတို့ flash ကလုတ်တာတို့စာတွေကိုပြန်ဖတ်တာတို့စသဖြင့်ပေါ့နော်အဲ့ဒါမျိုးလေးတွေကအရင်သေးပါတယ်ပြီးတော့အဲ့လောက်ကြီးမထိရောက်ပါဘူး80-20ဆိုတာအဲ့ဒါမျိုးပါဆိုတော့မြန်မာပြည်နဲ့ကြိုက်တဲ့ဟာမျိုးပဲလောက်ရပါလိမ့်မယ်ကျွန်တော်မြန်မာပြည်မှာဆိုရင်ဒီစာကြက်တာရယ်စာတွက်တာရယ်စာကြက်တယ်ဆိုတာပြအခုထားပါတော့ကျွန်တော်မနေ့မိုးလင်းလာတယ်ကောက်ပြီးတော့အဲ့မှာခုနကတော့ပောက်ပြန်နီးနေဒီတမိုင်းတို့ပထဝီတို့ biochemistry စသဖြင့်ပေါ့နော်အဲ့ဒါတွေကိုကြက်တယ်ပြီးရတဲ့ခါကျရင်စာတွက်တာကြတော့ကျွန်တော်တို့ဒါအရင်ဆုံးတေချာကြည့်တယ်ပေါ့တေချာကြည့်ပြီးရတဲ့ခါကျတော့တင်ချာတို့ဘာလို့ chemistry တို့ဘာလို့တေချာတွက်တယ်ပြီးရတဲ့ခါကျရင်ဆရာမပြောတဲ့ခါကျတော့တေချာနားထောင်တယ်လိုက်ပြီးတော့မေးတာတို့ပြောတာတို့လုပ်ပါတယ်တခြားနီးတွေကကျွန်တော်တို့ဘယ်လိုခေါ်မလဲနိုင်ငံခြားအတွက်ကောင်းတယ်နော်ဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်အတွက်အသိအဆင်မပြေပါဘူးမြန်မာပြည်ပညာရေးနဲ့တဲ့ပြောရရင်တော့အဆင်မပြေပါဘူးကျွန်တော်ဝါသနာပါတဲ့အရာတွေဆိုရင်လည်းအဲ့လိုမျိုးပဲလုပ်ရတာပါပဲထားပါတော့ကျွန်တော်ဆိုရင်အခုမှ YouTube ဗီဒီယိုတွေလုပ်နေတယ် YouTuber တယောက်အတွက်ကဒီ 80-20 rule တွေကဘာဖြစ်မလဲတကယ်အရေးကြီးတဲ့အရာတွေကဘာဖြစ်မလဲမှန်တယ်ကျွန်တော် recorder ရယ်ပြီးရင် scripter ရယ် editor မရှိသေးဘူးဆိုရင်ကိုယ့်ကို editor ရယ်ဒါလေးပါပဲဒီတုံးကူလေးပဲလုပ်ရင်တော့မှကျွန်တော်ရဲ့ YouTube က grow ပါလိမ့်မယ်အဲ့လိုမျိုးပဲနဲ့ကျွန်တော်က PC ညက်တောက်လေးတွေဖြစ်တဲ့ comment တွေ live reply ပြန်တာတို့ပြီးသွားတဲ့အခါကျရင် profile တွေကိုဒီမှာလှလှပပတွေလုပ်တာတို့ banner တွေလှလှပပတွေလုပ်တာတို့စသဖြင့်ပေါ့နော်အဲ့ဒါတွေကြီးပဲအချိန်လုံး live လုပ်နေမယ်ဆိုရင်ဘာမှမထူပါဘူးကျွန်တော် YouTube ဗီဒီယိုတွေလည်းတယောက်မှကြည့်မှာမဟုတ်ပါဘူးဆိုတော့တခြားဝါသနာတွေဆိုလည်းအဲ့လိုမျိုးပါပဲ workout လုပ်တဲ့နေရာမှာဆိုရင်လည်းဘယ်နှကြိမ်လုပ်ရင်ပိုကောင်းတယ်ဆိုတဲ့ဟာမျိုးထက်မရတော့တဲ့အထိပေါ့နော် failure လို့ခေါ်ပါတယ် workout လုပ်တဲ့နေရာမှာဒါပါတော့တိုက်ထိုးတယ်ဆိုရင် like မထိုးနိုင်တော့တဲ့အထိထိုးမထိုးနိုင်တော့ဒီထိုးရင်တေချာတာကတော့ကိုယ့်ရဲ့ muscle ကကြီးထွားပါလိမ့်မယ်ဒါအဲ့လိုမျိုးပေါ့နော်အဲ့လိုတကယ်အရေးကြီးတဲ့ဟာလေးတွေပါဒီအရေးကြီးတဲ့ဟာတော်တော်များများကခက်တော့ခက်ပါတယ်ခက်တဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ကတစ်ခါကျရင်ရှောင်ပြေးခြင်းကြတယ်အဲ့ရနေဒါပေမဲ့လည်းအရေးကြီးတာကိုပဲကျွန်တော်တို့ဦးစားပေးပြီးလုပ်ရပါလိမ့်မယ်ဟုတ်ပြီနောက်ဆုံးတစ်ခု number 4ကကြတော့ care your sleep ကျွန်တော်တို့ရဲ့အေးရေးကိုဂရုစိုက်ရပါမယ်ငယ်လေးတည်းကြားဦးပါတယ်ကျွန်တော်ကလေးလေးတည်းကြားဦးတယ်ဟို10တန်းကိုကြီးတွေပေါ့နော်10တန်းကိုကြီးတွေဆိုရင်အမြဲတမ်းပြောတာဟာကွာညီလေးကငါမအေးရပါဘူးဒီမှာဘာဖြစ်နေညာဖြစ်တယ်ဟိုကျွန်တော်ညဘက်ကြီးစာလုပ်နေပါတယ်ပေါ့အဲ့လိုမျိုးဟာအမြဲတမ်းကြားရတယ်energy စာတွေလုပ်ပြီးတော့သူတို့သွားကြည့်တော့အဲ့လောက်ကြီးအမှတ်တွေကောင်းလားအဲ့လောက်ကြီးဟိုဘယ်လိုခေါ်မလဲ degree ရလားပေါ့နော်ဒါသူများဆော်ကားတော့မဟုတ်ပါဘူးဒါကဟိုဘယ်လိုအမှန်တရားကြည့်တာပေါ့နော်ရလားဆိုတော့လေအဲ့လောက်ကြီးမဟုတ်ပါဘူးပြန်ကြည့်ရတဲ့မှာဟာတော့ငါအကြိုင်ငါကလေးကြရင်တော့ကျွန်တော်ဆိုတော့ကတော့အဲ့လိုမျိုးတွေးဘူးတယ်ဟာငါကလေးကြရင်တော့ငါမအိတ်ကဘူးလားမသိဘူးလို့သိရမှာအဲ့လိုတွေးဘူးတယ်အမှန်တရားတော့မဟုတ်ပါဘူးဟိုပါပြောဗျာ10တန်းရောက်ရင်တော့လေကျွန်တော်တို့ဆိုအခုတော့G12ပေါ့G12ရောက်ရင်တော့လေဗျာဟိုလိုဒီမှာ9နိုင်လောက်ကြီးတော့လေအိတ်လို့မရဘူးပေါ့ဒါပေမဲ့လည်းအိတ်ရေးကိုတော့မလျှော့တင်ဘူးလို့ကျွန်တော်ထင်ပါတယ်ဒါကျွန်တော်ထင်ရုံနဲ့မဟုတ်ပါဘူးဒါကသိပ္ပံပညာရှင်တွေကိုယ်တိုင်ကတကယ်ပြောထားတာပါဒီတဲ့အချိန်ကကျွန်တော်တို့ရဲ့ဒီစာကြက်တာကိုအရန်ထောက်ကူပြုပါတယ်ဘာလို့လဲဆိုရင် flip လုပ်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီအထဲထဲမှာရှိတဲ့အာယုံကြောပေါ့ဗျာ neuron လို့ဆိုတာကအာယုံကြောပဲဆိုပါစို့အာယုံကြော molecule လေးတွေကပြန်ပြီးတော့ strengthen လို့ခေါ်ပါတယ်ပို့ပြီးတော့သူတို့ကဘယ်လိုခေါ်မလဲအားကောင်းအောင်လုပ်တဲ့အချိန်မှာအဲ့အချိန်မှာကကျွန်တော်တို့ရဲ့ဒီ memory တို့ပြီးရတဲ့အခါကျရင်တခြားစသဖြင့်ပေါ့နော်အရာအားလုံးကိုသူကနေပြီးပြန်ပြီး restore လုပ်တဲ့အချိန်မှာဆိုတော့ဒီအချိန်ကအဲ့တဲ့အချိန်ကကျွန်တော်တို့ရဲ့ဒီ focus အတွက်အဲ့တကယ်ကိုအရေးကြီးပါတယ်အဲ့တော့ brother ကိုကျွန်တော်လုပ်စီချင်တာလေးကစာလုပ်ညာနဲ့တဲ့အထိနေပြီးတော့စာလုပ်တယ်ဘာညာဆိုတာမျိုးကြီးကိုမလုပ်စီချင်ပါဘူးတခါတလေတော့လည်းဗျာဒီအေးရေးတို့ဘာလို့ဆိုတာပြရတာပေါ့အထူးသဖြင့်စာမှုဝဲတို့ဘာတို့မှာကိုကနေပြီးစာတွေပိုင်းသိမကြက်ထားဘူးဆိုပို့ဆိုးတယ်ကျွန်တော်ဆိုကြုံဘူးတယ်G10နဲ့တုန်းကအဲ့လိုမျိုးစာမှုဝဲလာနေပြီ
ကိုကစားတဲ့ရမရသေးတော့အဲ့မှာညာနဲ့ထိနေပြီးတော့လုံးဝကြက်ကတာဒါပေမဲ့လေအဲ့လောက်ကြီးကောင်းတယ်လို့တော့မဟုတ်ဘူးညာနဲ့ထိနေပြီးတော့အေးရမောအောင်မနေ့ကျတော့လည်းထားပြန်အောင်ထားတော့လူကလေအမစားကြက်ကကြည့်ရင်ဒီလိုကြီးဖြစ်အဲ့လိုကြီးဆိုတော့ဘာမှလည်းအဲ့လောက်ကြီးမဝင်ဘူးအချိန်ကြီးကအရန်ကြာပြီးတော့ဟိုဘယ်လိုခေါ်မလဲကျမကြီးပဲထိကြိုက်တယ်ဒါမျိုးကြီးကကြာချေသွားမယ်ဆိုရင်လည်းအဆင်မပြေပါဘူးဆိုတော့အေးကို view ဆိုင်မယ်ဆိုရင်ဘယ်လို view ဆိုင်ရမလဲအဲ့နေရာမှာလေကျွန်တော်ပြောတာနှစ်ခုရှိပါတယ် quality နဲ့ quantity ပေါ့နော်အေးမှာဆိုတဲ့ပမာဏနဲ့ဒီဘယ်လိုခေါ်မလဲအရေးတွေးပေါ့နော်နှစ်ခုရှိပါတယ် quantity ကလည်းလိုတာတော့လိုပါတယ် brother ဒီလိုပြောတာမဟုတ်ပါဘူး sorry quantity ကလည်းလိုတော့လိုပါတယ်ကျွန်တော်တို့ဒီဘယ်လိုခေါ်မလဲအိတ်ချိန်ရကြမှာလူတွေပြောတဲ့8နာရီလောက်ပြည့်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါတော့အိတ်ကပါတယ်ကျွန်တော်ဆိုရင်ဟွာလောက်ရှိတယ်အိတ်ရထဲမှာနေတာ9နာရီလောက်ရှိတယ်ဟိုတခုပြောတာရှိသေးတယ်နော်ဒါကျွန်တော်ကလည်းငကိုတော့မသိဘူးအိတ်ချိန်8နာရီဆိုတာလေအိတ်ရထဲကိုရောက်ပြီးတော့ဟိုဘယ်လိုခေါ်မလဲပြန်ထားတဲ့ဟာနဲ့ပြန်ထားတဲ့အချိန်ကိုပြောတာမဟုတ်ဘူးနော်အိတ်ရထဲကိုရောက်တဲ့အချိန်နဲ့ပြန်ထားတဲ့အချိန်ကြားဟာကိုပြောတာမဟုတ်ဘူးနော်ကိုတကယ်အိတ်တဲ့အချိန်နဲ့ထားတဲ့အချိန်ကိုပြောတာပါဆိုတော့ဘယ်လိုခေါ်မလဲတချို့ကရှိတယ်ဟာငါ17နာရီအိတ်တာတဲ့ငါပြီးရတဲ့ခါကျတော့17နာရီအိတ်တယ်လို့တာပြောတာတကယ်17နာရီအိတ်တာမဟုတ်လေ17နာရီအိတ်ရဝင်တာအိတ်တာက17ခွဲဒါမှမဟုတ်12လောက်မှအိတ်တာဆိုတော့လည်းအဲ့ဒါလေးတခုရှိပါလေဆိုတော့ quantity ကတော့အဲ့လောက်ကြီးပြောကြမရှိပါဘူးအိတ်ချိန်ကို8နာရီလောက်ရအောင်တော့ဟိုလောက်ရမှာပေါ့နော်8နာရီလောက်ရအောင်လောက်ရမယ်9နာရီလောက်ထိဆိုလည်းမစိုးအဆင်ပြေသေးတယ်ဒါတော့ကိုယ်နဲ့ဆိုင်ပါတယ်ဟိုကျွန်တော်တငယ်ချင်းတွေဆိုရင်တချို့ကအဲ့လို9နာရီလောက်နဲ့အဆင်ပြေတာရှိတယ်အနေပြီးတော့8နာရီလောက်အိမ်မှာအားပြေလို့ဒီကောင်တွေကငါ့ကိုကြော်သွားမှာပဲဆိုတာမျိုးမဟုတ်ပါဘူးကျွန်တော်ဆိုရင်တော်တော်အိပ်ပါတယ်ပြီးရတဲ့ခါကျရင်လှုပ်ချင်ရင်လှုပ်နေတာဒါပေမဲ့လည်းသူများတွေထက်ကြော်ပါသေးတယ်အဲ့တော့ quality ပေါ့ quality ကတော့တော်တော်အရေးကြီးပါတယ် sleep quality ဆိုတဲ့ဟာကိုတချို့လူတော်များမပြောကြဘူးပေါ့နော်တော်တော်များပြောတာအဲ့လိုအိတ်ချိန်8နာရီအိတ်ဆိုတဲ့ဟာမျိုးပဲပြောကြတယ် sleep quality ကပို့ပြီးတော့အရေးကြီးပါတယ်အဲအကြောင်းမို့တချို့8နာရီအိတ်တယ်ဆိုပေမဲ့အဲ့လိုဒီမလန်းတာတို့ဘာလို့ဆိုတာ quality အကြောင်းပါ sleep quality မြင့်အောင်လုပ်လို့ရတဲ့အချက်3ချက်ရှိပါတယ်တစ်ချက်ကကြတော့ဒါရှင်းရှင်းလေးပါပဲအားလုံးကြားမှုနေကြ screen time မှာ screen time ရပြီးတော့အထူးသဖြင့်အလင်းရောင်ပေါ့လေကျွန်တော်တို့ညဘက်ရောက်လာပြီဆိုရင်တက်ပြောရမယ်ဆိုရင်တော့မှောင်သွားတာကောင်းပါတယ်လင်းနေတာထက်မှောင်နေတာကောင်းပါတယ်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်မအိတ်ခင်မှာကျွန်တော်တို့အိတ်ရတဲ့ဝင်ပြီးရတဲ့ခါကျရင်မီးတွေပါတွေပိတ်ပြီးတော့အဲ့ထဲမှာနေတာပိုကောင်းပါတယ်ဟိုလိုလင်းထိန်ပြီးတော့ဒီထဲမှာအဲ့လိုစတူဒီယိုထဲရောက်နေတယ်ဆိုရင်တရားပါတယ်အဲ့လိုလွယ်မှာမဟုတ်ပါဘူးကျွန်တော်အဲ့တစ်ချက်ပေါ့နော်ပြီးတော့ screen time ပေါ့ screen time ကလည်းဟိုနီးပြီဆိုရင်တိတ်မတုံးနေတော့ဗျာတုံးမယ်ဆိုရင်တော့အနည်းဆုံးတော့အဲ့ထဲမှာ blue blocker လေးလေဟိုအဝါရောင်လေးပြောင်းတဲ့ဟာလေး reading mode ဆိုတဲ့ဟာလေးအဲ့ဒါလေးတော့ပြောင်းထားပါဗျာကျွန်တော်ဆိုတဲ့အဲ့လိုလုပ်ပါတယ်နောက်တစ်ခုကကြတော့ဗာလဲဆိုရင် relax ပါ relax ဆိုတာကြတော့အိတ်တယ်ဆိုတာလေဟိုခေါင်းဝင်းကောက်ထီလို့ဖလို့ဆိုအိတ်သွားတာမဟုတ်ပါဘူးတခါကြရင်အဲ့ထဲမှာဟိုတွေးနေတာတို့ငါမလုပ်ရသေးတဲ့ဟာတွေရှိသေးတယ်လို့ငါမလုပ်သေးတဲ့ဟာတွေလုပ်လိုက်တယ်အဲ့ဒီမှာအစားတစ်မျိုးအဲ့လိုမျိုးရှောက်တွေးနေတာဘာနဲ့တူလဲဆိုရင်မီးကိုတွေလွတ်နေတာဖះဟောထဲမှာဆိုရှိပါတယ်လူခန္ဓာကိုယ်ကဘာနဲ့တူလဲဆိုရင်မီးတောင်နဲ့တူတယ်တဲ့နေဘက်ဆိုရင်ကြတော့တဲ့အဲ့မှာမီးတွေကအဲ့လိုပေါ့ဆူနေတယ်ပေါ့နော်ကျွန်တော်အပူတွေများနေတယ်ဗျအဲ့လိုတွေများနေပြီးတော့ညဘက်ကျတော့မီးကိုထွက်တယ်တဲ့မီးကိုထွက်တယ်ဆိုတော့ကြဘယ်လိုခေါ်မလဲကျွန်တော်အတွေးတွေပေါ့လေပြန်မှာနေဘက်တုန်းကပူတာတွေကိုဘယ်လိုအားမရသေးဘူးညဘက်ကျတော့လည်းအတွေးတွေနဲ့ပူနေသေးတယ်ပြောချင်တာကဘာလဲဆိုရင်ညဘက်ကျရင်ကျွန်တော်တို့အေးဆေးဆေးလေးနဲ့အိပ်သွားဖို့လိုပါတယ်ကျွန်တော် relax လေးဖြစ်ပြီးကျွန်တော်တို့အိပ်သွားမှာနောက်နေ့မနေ့နိုးလာတဲ့ခါကျရင်အားရင်အပြည့်နဲ့ကျွန်တော်အလုပ်ကိုလုပ်နိုင်မယ်စာကိုကြက်နိုင်မှာပါဆိုတော့ကျွန်တော်ဗာသုံးလဲဆိုရင်တရားနားထောင်ပြီးအိပ်ပါတယ်တရားနားထောင်ပြီးတော့အိတ်တာတွေရှိတယ်တရားနားထောင်ပြီးအိတ်တယ်ဒါမှမဟုတ်ဘူးဆိုလဲစာအုပ်လေးပါလေးဖတ်တယ်မီးလေးကိုအပေါ်ကနေပြီးတော့နည်းနည်းဘယ်လိုခေါ်မလဲစာဖတ်လို့ရတဲ့အခြေအနေလောက်ပေါ့နော်အဲ့လောက်ထိတော့လင်းအောင်ထုံးထားပါတယ်တလုံးလောက်ဖွင့်ထားပြီးတော့အဲ့ဒါလေးနဲ့ပဲစာဖတ်တယ်စာဖတ်ပြီးတော့အိတ်တယ်ဒါမှမဟုတ်ဘူးဆိုလဲကျွန်တော်တရားထိုင်တာတို့တခုရှိသေးတယ်နော်အဲ့တခုကတော်တော်ကောင်းတယ်မေတ္တာပို့တာပေါ့မေတ္တာပို့တယ်ဆိုတာမေတ္တာတုတ်ရှိတယ်မေတ္တာတုတ်ရဲ့ဟာမှာကျွန်တော် link ပေးထားလိုက်မယ်မေတ္တာပို့တဲ့နည်းပေါ့လေမေတ္တာပို့တဲ့နည်းဆိုတာဟိုလိုအများကြီးလည်းမဟုတ်ဘူး3မိနစ်လောက်ပဲကြာတာသူကပြီးတော့အဓိပ္ပာယ်လေးရှိတယ်တော်တော်လေးကိုအဓိပ္ပာယ်ကောင်းတယ်အရေးမှုပြပြရမယ်ဆိုရင်တော့တတဝါတွေအားလုံးဒီကျမ်းမာချမ်းသာကြပါစေပေါ့ဗျာပြီးရတဲ့ခါကျရင်အနာလေးကြိုက်တာတခုရှိရသေးတာပြီးခင်တယောက်ကတဲ့ဒီတူးတဲ့တော့သားလေးကိုချစ်တယ်လို့မျိုးတတဝါတွေအချင်းချင်းချစ်ခင်ကြပါစေမနာလိုမုန်းထားမရှိကြပါစေနဲ့ဆိုတဲ့အဲစာသားလေးပေါ့နော်အနာလေးဆိုတော်တော်လေးကိုမိုက်တယ်ဆိုတော့မြန်မာလိုနားလည်ပိုကောင်းပါလေဟိုလိုဝူလူဝါဒကြီးပါဠိတွေပဲရွတ်နေတယ်ဆိုရင်သိအဆင်မပြေပါဘူးဆိုတော့အဲ့လိုမျိုးမေတ္တာတုတ်လေးရွတ်ပြီးတော့ကျွန်တော်တို့အိတ်လို့ရပါတယ်နောက်ဆုံးတစ်ခုကကြတော့ဒီအချိန်ပေါ့နော် timing မှာဒီတစ်ခုကဒါအရေးကြီးဆုံးလို့ပြောလို့ရပါတယ် timing ဆိုတာကြတော့ကျွန်တော်တို့အိတ်ချိန်နဲ့ထချိန်ကလုံးဝမှန်တာပါအခုဒါပါတော့ကျွန်တော်ဆိုရင်7နိုင်လောက်ဆိုရင်ကျွန်တော်အိတ်ရဝင်ပြီအိတ်ရတဲ့ဝင်တာနော်အိတ်ရတဲ့ဝင်ပြီးကျွန်တော်အိတ်မအိတ်သေးဘူး9နိုင်လောက်ဆိုတာနဲ့ကျွန်တော်စပြီးတော့အိတ်ပါတယ်9နိုင်လောက်ကနေအိတ်တယ်တခါကျတော့လည်းဗျာလို့9နိုင်ခွဲလို့ဘာလို့ဖြစ်သွားတာရှိတယ်ဒါမျိုးကအဲ့လောက်ကြီးအဆင်မပြေပါဘူးဒါတိပ္ပပညာကဘယ်လောက်တောင်ပြောထားလဲဆိုရင်
ကျွန်တော်တို့ရဲ့ဒီအိတ်ချိန်ထားချိန်ပေါ့နော်ကွာနိုင်တာဘယ်လောက်ကွာနိုင်လဲပေါ့နော်ကွာတယ်ဆိုတာဘယ်လိုခေါ်မလဲထားပါတော့ကျွန်တော်တနေ့ဆိုရင်9နိုင်အိတ်တယ်ပေါ့နောက်နေ့ဆိုရင်9နိုင်ခွဲအိတ်တယ်ပေါ့အဲ့လောက်တော့ကွာလို့မရပါဘူးအနည်းဆုံးကွာနိုင်အများဆုံးကွာနိုင်တာ15မိနစ်ပဲရှိပါတယ် like literally 15မိနစ်ပဲရှိတယ်ဆိုတော့တော်တော်လေးကျင်းပါတယ်တော်တော်လေးလည်းဘယ်လိုခေါ်မလဲ strict ဖြစ်တယ်ပေါ့နော်ဒီလိုပြောလို့ဘယ်လိုခေါ်မလဲကိုကနေတနေ့ကျတော့9နိုင်လောက်အိပ်ပြီးနောက်တနေ့ကျတော့9နိုင်ခွဲအိတ်လို့ဟိုယူဝါမှာလားဆိုတော့အဲ့လိုတော့လည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းအကောင်းဆုံးကတော့ဒီ15မိနစ်ပဲကွာလို့ရပါတယ်ဆိုတော့တကယ်ကြမ်းကျင်နေတကယ်ဘယ်လိုခေါ်မလဲခါချက်တာမှာကြမ်းကျင်နေဆိုရင်တော့ဒါလေးကိုတေချာရအောင်လုပ်ကြည့်ပါလွယ်တော့မလွယ်ဘူးကျွန်တော်ကိုယ်တိုင်လည်းအခုထိတုံနေတော့မယ်အိတ်ချိန်ကို okay ဒီချိန်ဆိုရင်ငါအိတ်မယ်ဒီချိန်ဆိုရင်ငါထမယ်ဆိုတဲ့ဟာမျိုးကိုလုံးဝတီးတီးချာချာနေတိုင်းအဲ့ချိန်တွေအိတ်တယ်အဲ့ချိန်ပဲထားတယ်အဲ့လိုမျိုးလုပ်တာပေါ့နော်တကယ်ကြမ်းကျင်တယ်ကိုယ်လည်းကြမ်းမဲ့လူမှန်သိတယ်ဆိုရင်တော့ဒီအိတ်ချိန်လေးကိုဒီဆိုင်ရပါဆိုတော့ပါပြီဒီနေ့ပြောတဲ့အရာတွေကတော့ဒီလောက်ပါပဲကျွန်တော်ပြောတဲ့ဟာတွေက brother ကိုစာလုပ်တဲ့နေရာမှာအထောက်အကူပြုတယ်ဆိုရင်တက်ပြန်ကျွန်တော် course ကိုဝယ်ပေးပါအဲ့လိုကြော်ညာရတာပေါ့ဗျာဒီရမှာဆိုတော့ဒါလောက်ပါပဲ bye bye